ရထားနီစိတ်လွေတာမောလေယာမြေတကြောလေတီဩတာယမညာပေါင်းစီခရမြေအန္တဝရီမင်းနေပြီကကျွန်တော်တို့ကိုမြူနေစီအကြောင်းရဲ့ဆုံးဖိတ်ခေါ်လိုက်ခြင်းသည်အကြောင်းရဲ့ဆုံးဖိတ်ခေါ်လိုက်ခြင်းသည်အလေးတစ်ခေါက်ရောက်လာပါအဝေးချေသွားစီလို့ကြူပါမည်ဝါမျိုးနေရဲ့ကြက်ပြေဆောင်ဂျုံတူညီနာညိုနောင်နောင်စီရီဦးမှာဘုမြောကဆူတောင်းပြေဖို့ဤဘုမြောမောတီလျောင်းတော်မြတ်သုံးစုတီသာသနာတော်ထိုးတောက်တဲ့နေမြေလေလာပါဝေါမြို့တော်စီကိုထေရှားရဲ့ကြိုက်လုံးစီရွှေလက်ခုပ်စီဦးစီပူးမြော်စီခြင်းသည်တခေါက်ခါတော့လင်းလာခဲ့အောင်ဝေါမြို့တော်ကစီလို့ကြွမြေကိုထေရှားတဲ့ပြားတဲ့ဖျားရိဆုံးလေးလိုက်ကိုခြင်းနဲ့အာတော့ကမဲငေးသိမ်ဦးစီရီတော်ဖျားလို့လေးပူ၍လေးစီခြင်းလိုက်ပြတူတူစီပြောမဲ့ခီမလေးမိုးယုံညီပေးမဲ့တော့မှငါကြေးရိဆုံဆုံလင်းလေးစောင်းဖို့ငါကလေးများရဲ့ပြောဆရာထားနေတဘာဝရှူရင်းများနဲ့မျိုးရှူရောငါလိုက်ဖက်ပြီးဖိတ်ခေါ်ပါပဲဝေါမြို့ထားနေမြေလွမ်းစရာမပြေသာသည်ဧည့်သည်ပြန်ရင်လွမ်းရပါပြီဗျာတောင်းရကမဆာမျိုးရည်လွန်ရထားသည်စိတ်လွေတာမောလေယာမြေတကြောလေတီဩတာယမညာပေါင်းစီခရမြေအန္တဝရီမင်းနေပြီကကျွန်တော်တို့ကိုမြူနေစီအကြောင်းရဲ့ဆုံးဖိတ်ခေါ်လိုက်ခြင်းသည်အကြောင်းရဲ့ဆုံးဖိတ်ခေါ်လိုက်ခြင်းသည်အလေးတစ်ခေါက်ရောက်လာပါအဝေးချေသွားစီလို့ကြူပါမည်ဝေါမြို့နေရဲ့ကြက်သေးဆောင်ဂျုံတူညီနာဤတော်နောင်တော်စီရီဦးမှာဘုမြောကဆူတောင်းပြေဖို့ဤဘုမြောမောတီလျောင်းတော်မြတ်သုံးစုတီသာသနာတော်ထိုးတောက်တဲ့နေမြေလေလာပါဝေါမြို့တော်စီကိုထေရှားရဲ့ကြိုက်လုံးစီရွှေလက်ခုပ်စီဦးစီပူးမြော်စီခြင်းသည်တခေါက်ခါတော့လင်းလာခဲ့အောင်ဝေါမြို့တော်ကစီလို့ကြွမြေကိုထေရှားတဲ့ပြားတဲ့ဖျားရိဆုံးလေးလိုက်ကိုခြင်းနဲ့အာတော့ကမဲငေးသိမ်ဦးစီရီတော်ဖျားကိုလေးပူ၍စီခြင်းလိုက်ပြတူတူစီပြောမဲ့ခီမလေးမိုးယုံညီပေးမဲ့တော့မှငါကြေးရိဆုံဆုံလင်းလေးစောင်းဖို့ငါကလေးများရဲ့ပြောဆရာထားနေတ
တဘာဝရှူရင်းများနဲ့မြရွှေဝေါကလိုက်ပန်မြေဖိတ်ခေါ်ပါပဲဝေါမြို့ထားလီမြေလွမ်းစရာမပြေသာသည်ဧည့်သည်ပြန်ရင်လွမ်းရပါ၏